အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာတော့ငွေကကြောက်ကြောင်းလေးလည်းပြပြပေးချင်တာမဟုတ်ဘူးပေါ့နော်အားလုံးကိုငွေကလေဒီလောကကြီးမှာနည်းနည်းလေးရှင်းပြပေးချင်တယ်ပေါ့နော်အဓိကကလေကိုကဘယ်ရပဲလုပ်လို့ပေါ့နော်ငွေဆရာလည်းမဟုတ်ပါဘူးဒါပေမဲ့ငွေတိတလောက်လေးပေါ့နော်ဘယ်အရာလေးမှာဘလို့လေးဆိုရင်တော့လိုအပ်တယ်ဘလို့မျိုးလေးနေရင်တော့ပိုကောင်းတယ်ဆိုရင်အကြောင်းအရာလေးငွေနည်းနည်းလေးပေါ့နော်ဟို sharing လုပ်မယ်ပြန်မျှဝေရပေါ့နော်အဓိကတော့လေငွေတို့ဘယ်အလုပ်ပဲလုပ်လို့အဓိကကိုလုတ်တဲ့အလုပ်ပုံမှာကိုကချစ်တတ်ဖို့လိုတယ်ကိုကချစ်နေုံနဲ့ပြောလားဆိုမဟုတ်ဘူးအဓိကကလေအရေးကြီးဆုံးကချစ်တဲ့ုံနဲ့မရဘူးနောက်ဆုံးကိုလည်းကို self love ရှိဖို့လိုတယ်ဆိုတာမှန်တယ်ဒါပေမဲ့ self love ရှိုံနဲ့လည်းမရသေးဘူးကိုလည်း self love အပြင်မှာပေါ့နော်ပို့ပြီးတော့မှသစ္စာရှိဖို့လည်းလိုသေးရဲ့အဓိကအရေးကြီးဆုံးကသစ္စာပေါ့နော်အဲ့တော့ကျန်တဲ့ကိုကဘယ်အလုပ်တွေပဲလုပ်လို့ပေါ့လေကိုကဒီအလုပ်တစ်ခုကိုကိုယ်တိုင်ချစ်မြတ်လို့ပြီးတော့ကိုယ်တိုင်လုပ်ရုံနဲ့မကဘူးအဲ့အလုပ်ပေါ်မှာလည်းကိုကသစ္စာရှိဖို့လိုတယ်အဲ့လိုပဲကိုယ်တိုင်ပေါ်မှာလည်းကိုကချစ်တဲ့ုံနဲ့မရသေးဘူးသစ္စာရှိဖို့လိုရပေါ့နော်ဒါကဘယ်အလုံးမှပဲမဆိုပေါ့လေအဲ့ဒါမှလည်းအောင်မြင်မှာပေါ့လေအောင်မြင်တဲ့သူတိုင်းကိုကြည့်ရင်လေ तू ကသူ့အလုပ်ကိုချစ်ုံနဲ့မဟုတ်ဘူးသစ္စာရှိလို့ဒါ तू ကအောင်မြင်ကြတာပေါ့နော်အခုဒီအောင်စပူဆိုရင်လည်းကြည့်လိုက်ကွာ तू သူ့ရဲ့အလုပ်ပညာပေါ်မှာ तू အရန်ကိုသစ္စာရှိရပေါ့လေအဲ့လိုမျိုးပေါ့နော်ဒီအောင်မြင်တဲ့သူတွေတိုင်းကိုကြည့်လိုက်မယ်ဆိုရင်သူတို့ရဲ့အလုပ်ပေါ်မှာဒါမှမဟုတ်ကိုပေါ့နော်သူတို့ကချစ်တဲ့ုံနဲ့မဟုတ်ဘူးသူတို့ကသစ္စာလည်းရှိကြတယ်ပေါ့လေအဲ့ငွေဒီမှာဗာလေးပြပြပေးချင်လဲဆိုတော့ပေါ့နော်ငွေဒီဘဲအောင်မဆိုကိုပဲဖြစ်ဖြစ်ကိုလုပ်တဲ့အလုပ်ပေါ်မှာပဲဖြစ်ဖြစ်ကိုကချစ်တဲ့ုံနဲ့မရဘူးသစ္စာရှိဖို့လိုရပေါ့နော်အဲ့လိုလေးပြောပြရင်လည်းငွေအကြောင်းလေးပြောပြချင်တယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ငွေကဒီเจ้าမြင့်ရဲ့နာရီကိုရောက်နေတယ်အဲ့ခါမှာလည်းပေါ့နော် online ကလည်းရောင်းတာလည်းဖြစ်တဲ့အတွက်ပို့ပြီးတော့ပေါ့နော်ကိုဝယ်တဲ့သူရဲ့စိတ်နေစိတ်ထားကိုသိတဲ့အခါမှာပို့ပြီးတော့လည်းဟိုဖြစ်မယ်ပေါ့နော်သိထားဖို့လိုတယ်ပေါ့လေ online ကနေဝယ်ကြတဲ့အခါကျတော့အဲ့တော့ကိုဝယ်တဲ့သူရဲ့ပေါ့နော်သူ့ရဲ့စိတ်နေစိတ်ထားကိုသိချင်းအပြင်သူ့ရဲ့အကြောင်းအရာကိုသိချင်းအပြင်ဘယ်လိုလူလဲဆိုတာသိချင်းအပြင်လဲကိုပေါ့နော်ယုံကြည်လို့ရမယ်ပေါ့လေအဲအကြောင်းမလို့လဲငွေရဲ့အကြောင်းလေးကိုပြောပြချင်တာငွေရဲ့အကြောင်းလုံးဝအရင် straight တမှာလုံးဝအဲ့လိုမျိုးလိန်နာမကြိုက်ဘူးအဲ့လိုမျိုးမဟုတ်တာလို့တာမကြိုက်ဘူးကွာပြီးအဲ့တဘိုးကိုလိမ့်ဖြည့်အောင်ပြောတဲ့သူတွေနဲ့ဆိုရင်ငွေအဆင်မပြေဘူးပေါ့နော်အဲ့တော့အထူးသဖြင့်ကိုကအကြောင်းမြင့်ရနာလေးလုံးတာပဲဖြစ်ဖြစ်ကိုကဘယ်အလုပ်ကိုပဲလုပ်လို့မှန်မှန်ကန်ကန်ပဲလုပ်ဖို့လိုတယ်အဲ့တော့မှန်မှန်ကန်ကန်ပဲလုပ်ဖို့လိုတယ်ဆိုတဲ့နေရာမှာကွာအထူးသဖြင့်တဘာဝတရားကြီးနဲ့လုံးနေတဲ့တဘာဝတရားကြီးကိုရင်းနှီးပြီးတော့လုပ်နေကြတဲ့သူတွေတော့ကပို့ပြီးတော့အရေးကြီးတယ်အထူးသဖြင့်ဒီလိုကြောက်မြင့်ရနာလေးကိုလုပ်ကြရပေါ့နော်ဟာကြောက်လုပ်ငန်းလုပ်တယ်အကျိုးမပေးဘူးဟိုလူကလိန်သွားတယ်ဒီလူကလိန်သွားတယ်ဆိုတော့လေဒီလားအဓိကတစ်ချက်ကိုကောင်းဖို့လိုပါပေါ့နော်နောက်တစ်ခုကကြောက်ငွေကအဲ့လိုမျိုးပေါ့နော်ကိုယ်တိုင်လုပ်တဲ့အလုပ်ပေါ်မှာလဲကိုကချစ်အောင်နေမကောက်ကွာငွေကိုယ်တိုင်ဒီကြောက်တွေပေါ်မှာငွေသစ္စာထားရပေါ့လေဒါကတော့ငွေနဲ့ကြောက်လေးကြမှာထားရငွေခံယူချက်နဲ့သစ္စာပေါ့နော်ငွေရဲ့ခံယူချက်ကတော့ငွေကိုပေါ့နော်ဒီကြောက်လေးတစ်ခုရောင်းမယ်ပေါ့ကွာကာကြီးကနေရပလက်ဆိုပြီး